မင်္ဂလာပါခင်ဗျာ Wildlife and Story YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel အားဆိုရင်မိုးဆိုးတငါတို့ရဲ့ဝတ္ထုများအကြောင်းအရာဖြစ်ပျက်များနဲ့တော်တွင်နေတော်ရိုင်းတိရစ္ဆာန်များရဲ့အကြောင်းအရာအဖြစ်အပျက်လေ့ထားမှုခြင်းများကိုတင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ဒီကနေ့တင်ဆက်သွားမှာဆိုရင်တော့စာရေးဆရာထောင်မှုကြီးသိန်းဝင်းရေးသားတဲ့စင်ကြီးငတိုးဘလို့သိပါလေဆိုတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်ဒီဝတ္ထုကိုအတန်စာအုပ်အဖြစ်ဖတ်ကြားတင်ဆက်သွားမှာဆိုရင်တော့ကျွန်တော်နိုင်ဝင်းမေဦးကဖြစ်ပါတယ်နားတော်တာဆင်တော်မူကြပါခင်ဗျာတနင်္ဂနွေနေ့အလုံနားရဲ့တရက်တွင်ကျွန်တော်နေ့လည်စာစားပြီးနေ့စဉ်မှတ်တမ်းရေးနေပါသည်ရဲဘက်နဲ့ဝန်ထမ်းများလည်းကုတ္တစိတ်နဲ့ကိုတလက်စီဒရုခချောင်းတွင်ရေစင်းချိုးကြဝတ်လျှော်ကြနှင့်တပြောတစ်ပါးကြီးပင်တိုးစဉ်မိုးဆိုးကြော်ထွားတောလေရာမှပြန်လာပြီးဆရာကြီးဒီနေ့ရေထောင်းနှကောင်တောင်ပေါက်ကိုင်းမိလို့ရလာတယ်ဆရာဘယ်လိုစားခြင်းမလဲနှကောင်လုံးကိုစီပြန်သာချက်လိုက်ကွာခလာရ39ကဘုံမှုကျော်ဝင်းစီကိုလည်းချက်ပြီးသားဟင်းတစ်ဝက်ပို့လိုက်ဦးကွာဟုတ်ကဲ့ဆရာကျွန်တော်အကောင်းဆုံးချက်လိုက်ပါမယ်အေးနေအောင်ဟဲ့ကြော်ထွားကြီးအယိုးရင်းတွေကိုမင်းဟိုတခါချက်တယ်လို့ပဲစိတ်ဖူးခတ်ပြီးတော့ဟင်းချိုချက်ကွာအဲ့ဒီဟင်းချိုပါပို့လိုက်ဟုတ်ကဲ့ဆရာကျွန်တော်နေ့စဉ်မှတ်တမ်းရေးထိုးအပြီးတွင်တိုက်တိုက်ဆိုင်ဆိုင်ခလာရ39တက်ကုန်းမှတက်ကြကြီးတင်အောင်ရောက်ရှိလာပြီးပြောထောင်မကြီးဘာတွေရင်းနေတာလဲဘုံမှုခေါ်ခိုင်းလိုက်တယ်ဗျအဲ့တဲ့တွေရောက်နေလို့တဲ့ဟုတ်ဆရာကြီးကျွန်တော်အခုပဲဘုံမှုစီကိုဟင်းဖို့ခိုင်းဖို့မိုးဆိုးကိုပြောနေတာဘာဟင်းနေချက်လို့လဲမိုးဆိုးရဲ့ရစ်တောင်းနှကောင်မိလာလို့ဗျာအဲ့ဒါကိုစီပြန်းနဲ့ဟင်းညိုကလေးချက်ပြီးတော့ဘုံမှုစီပို့မလို့တိုက်ဆိုင်လိုက်လေဗျာဘုံမှုကလည်းလက်ဖေးချိုဖြော်ထားပြီးထောင်မကြီးကိုဖိတ်ခိုင်းလိုက်တာအေးကြော်ထွားကြီးမင်းဟင်းကိုမြန်မြန်ချက်ပြီးတော့ညနေစာမိလာဖို့ကွာဘုံမှုနဲ့ငါနဲ့တွေ့ရင်ကြာတတ်တယ်ကွာဒါနဲ့တက်ကြကြီးဘယ်ကဧည့်သည်လဲဗျတန်ဖဲကဘုံမှုတို့အဖွဲ့ပါဗျာခြေတန်းကပြန်လာတာတို့နေကျွန်တော်တို့ခလာရ39တောင်ကုန်းပေါ်သူတက်လာခဲ့ကြပါသည်တောင်ကုန်းပေါ်ရောက်တော့ဘုံမှုကျော်ဝင်းမှလာပြောဦးသိန်းဝင်းဒီမှာဧည့်သည်တွေရောက်နေလို့လက်ဖက်ရည်ချိုတောင်းရင်းနဲ့စက်ခရီပဲကစားအောင်ခေါ်ခိုင်းလိုက်တာဗျခင်ဗျာစက်ခရီပဲကျွမ်းတယ်လို့ခင်ဗျာတပည့်ထောင်မှုအာဂျွန်နဲ့အောင်ကြီးတို့ညှို့နေကြတယ်လေဒီကဘုံမှုကြီးကလည်းပဲအယံဝါဒနာပါတာဗျဟုတ်ကဲ့ဝမ်းသာပါတယ်ခင်ဗျာကျွန်တော်တို့ထောင်မှာရှိနေစဉ်တုန်းကတော့စနေတင်းငွေပိတ်ရက်ဒီမှာအရာရှိတွေစုပြီးကစားလို့ရှိပါတယ်အခုတော့မကစားရတာကြားလို့ထင်ပါတယ်ဘုံမူကြီးရဲ့မိတေတေတောင်ဖြစ်နေပါပြီအဲ့ဒီလိုပြောလိုက်တော့ဘုံမူကြီးကကျွန်တော်ကတော့ကစားရတာလောဝါသနာပါတယ်ဗျာအားချိန်ရတာနဲ့စက်ခရီပဲကိုကစားတာပဲဒီကတပည့်နဲ့ကစားရတာလက်မကြီးလို့ခမ ्या ကိုခေါ်ခိုင်းရတာပါလာဗျာတက်လက်ဖိတ်ချိုချိုလေးတောက်လိုက်ပါဦးစွန်ပရာဘုံစခန်းတော်တွင်ရောက်ဒီမှာ၄-၅ လကြာပြီဖြစ်၍လက်ဖက်ရချိုးနဲ့ကင်းဝေးခဲ့ဒီမှာ9 လခန့်ရှိပါပြီလက်ဖက်6နဲ့ရသည်နေ့ပင်ကျွန်တော်မှာတော်ကိုတောက်ချင်နေပါပြီတက်လက်ဖက်6နဲ့စပယ်ရှင်နှက်ထားသောလက်ဖက်ရချိုးမက်ခွက်ကြီးတစ်လုံးကိုကျွန်တော်အရသာခံပြီးတဝါကြီးတောက်နေမိပါသည်ဘုံမူကကဲဥသိမ့်ဝင်းဒီကဘုံမူကြီးအဖွဲ့တို့နဲ့စက်ခရီပဲကစားလိုက်ပါဦးခင်ဗျားအားတယ်မဟုတ်လားကျွန်တော်ကတော့အစီရင်ခံစာလေးတွေရေးပြီးတော့စက်ပေါ်တင်လိုက်ဦးမယ်ဗျာဟုတ်ကဲ့ဘုံမူဒီနေ့မုတ်ဆိုးရဲ့ရေးချက်နှစ်ကောင်ရလာလို့ညနေစာဘုံမှုတို့အတွက်ကိုဟင်းလာပို့ပါလိမ့်မယ်ဧည့်သည်တွေရောက်နေတာနဲ့တော့အတော်ပါပဲဗျာကျေးဇူးပဲဥသိန်းဝင်းရေကျွန်တော်လည်းတောကောင်သားလေးစားကျင်နေတာတပည့်တွေကတော့ဒရုခချောင်းထဲမှာကြောင်ကချင်းရှာပေးမယ်ပြောတာပဲကြောင်ကချင်းကအယိုးများပါပြီတဲ့မဟန်ပေါင်းဗျာဤတို့ဖြင့်ကျွန်တော်တို့ဒီခလာ39တောင်ကုန်းပေါ်ရှိလေးဘက်ချတဲကလေးအောက်ရှိဝါးစပွဲတွင်ထိုင်ကာစက်ခရီပဲကစားကြပါတော့ပြီဘုံမူကြီးကဘာရဲတော့မဟုတ်ပါဘူးဗျာစက်ခရီပဲကစားတယ်ဆိုတာ၄ယောက်ကစားတော့အလောင်းစားလေးလေးထည့်အောင်ဗျာတယောက်ကို25ချက်နဲ့4ယောက်100လောက်ဆိုရင်တော့မဆိုးပါဘူးနိုင်သူစားစရမ်းပေါ့ဗျာကောင်းပါလေဘုံမူကြီးခင်ဗျာဘုံမူကြီးဖွဲ့သားများကဘုံမူကြီးကတော့အပိုင်ရိုက်ပြီးထင်တယ်ဗျို့ဟာမင်းတို့က DSA ကျောင်းစင်ဘွဲရလူငယ်တွေပဲကွာငါလို့ဘိုးကြီးကိုကြောက်နေကြသလားနိုင်အောင်ကစားကြပေါ့ဦးသိန်းဝင်းတော်မှပဲ complain မတက်ဘူးမင်းတို့ကြောက်ရင်ထွက်ကြငါတဲ့ဦးသိန်းဝင်းနှစ်ယောက်တည်းကစားမယ်ဘိုးကြီးများကကျွန်တော်လည်းပါမှတ်မယ်ဘုံမူကြီးရဲ့အေးအဲ့ဒါမှပြောတော့မပေါ့ကွာပိုက်ဆံကြီးကစားပြီးနိုင်တော့လဲဒီတော့ထဲမှာဘာမှဝယ်စားစရာမှမရှိတာအလေးထားပြီးစူးစမ်းအောင်လို့ကြေးထက်ကစားတာပါကွာထိုအခါခလာရ39မှာဘုံမူကရပါတယ်ဘုံမူကြီးရဲ့ကျွန်တော်မှအာမီဒရန်နေစုထားတာရှိတယ်အဲ့ဒါတွေရောင်းမယ်လေအလကားနောက်တာပါညနေကျရင်ကျွန်တော်အားလုံးကိုအိတ်ခံပါမယ်ထိုအခါအားလုံးကဟာအဲ့ဒါအကောင်းဆုံးဘုံမူရဲ့ကျွန်တော်တို့ကစားကြရပထမပွဲတွင်ကျွန်တော်နိုင်တယ်လို့ဒုတိယပွဲတွင်လည်းကျွန်တော်ပဲနိုင်ပါသည်ကိုကဘုံမူကြီးကဦးသိန်းဝင်းခင်ဗျားတို့ထောင်ကလူတွေကတဲတော်ပါလားဗျဟမ်
စကလုံးကျွဲပြီးတော့ကန်ကောင်းလို့ထင်ပါရဲ့မဟုတ်ပါဘူးဘုံမှုကြီးခင်ဗျာအမှတ်ယူတတ်တာပါစကလုံးကတော့ကျွဲရပါတယ်ကျွန်တော်က double letter score နဲ့ triple letter score တွေပေါ်မှာအမှတ်များတဲ့စလုံးကိုဖုံးပြီးတော့ double word score ဖြစ်အောင်လုပ်ယူတတ်လို့နိုင်တာပါခင်ဗျားဒီကောင်းနေဗျာကဲနောက်ဆုံးအနေနဲ့တတိယပွဲကစားမယ်ဒီပွဲမှာပါခင်ဗျားနိုင်တော့ကျွန်တော်ဆရာတင်မယ်ဗျာတတိယပွဲကစားရနိုင်လဲကျွန်တော်ပဲနိုင်ပါသည်ဒီနေ့တော့တော်ပြီဗျို့ဦးသိန်းဝင်းကိုဆရာတင်ရတော့မှာပဲနောက်တစ်နေ့မှာဦးသိန်းဝင်းနဲ့ကျွန်တော်နှစ်ယောက်တည်းကစားခြင်းတယ်ဗျာဟုတ်ကဲ့ပါဘုံမူကြီးခင်ဗျာညနေပိုင်းတွင်လေးဘက်ချတဲကလေးအောက်၌ကျွန်တော်တို့အားဘုံမူကျော်ဝင်းကအာမီရန်ဖြင့်ဧကန်ပါသည်တုတ်တက်ကုန်းမအပြင်ကျွန်တော်တို့စကမ်းမှာလည်းရှိသမျှမိကလေးများဖြင့်ဝိုင်းကြရာဆိုပြေလှပါသည်မကြပါစွန်ပရာဘွန်ဒေသ၏တဘာဝအတိုင်းရေခဲမိုးများရွာချလာပါတော့သည်လေးဘက်ချတဲကလေးအောက်လေးဘက်လေးတန်းတွင်တထောင်ခန့်အမြင့်ရှိအောင်ရေခဲတတိုင်းကလေးဖြစ်ပေါ်၍လာပါသည်မူလာကြပြီးဖြစ်သဖြင့်ရေခဲများအကောက်ယူ၍ဖန်ခွေများအတွင်ထဲခြင်းတဦးနှင့်တဦးရေခဲများနှင့်ပက်၍အလွန်ပျော်ရွှင်ကြပါသည်အေးလွန်သောဒေသဖြစ်၍အရက်တော့ရသည်မှာမမူးလာပါရီဝဝေဖြစ်ုံသာရှိပါသည်ထောင်မှုဥအောင်ကြီးမှဂီတာတီး၍တချင်းဆိုပြရာဝိုင်းမှာညနဲ့လီလီစီကားလာလီလီဖြစ်လာပါသည်ညစာထမင်းစားဖို့လည်းမိတ်နေကြပါသည်နောက်တနေ့မနေ့9 နာရီကြာမှအာမီရန်လဲကုန်သဖြင့်ဝိုင်းသိမ်းပြီးစခန်းပြန်၍အိတ်ဆက်အနားယူကြရပါသည်မနေ့6 နာရီတွင်အိယာမှထရပြီးထောင်ဖွင့်၍အလုတ်ခွဲဝေရရာအိရေးမဝအရက်နာလဲကြနေသည်ဖြင့်မလန်းဆန်းပါတနေ့လုံးမအီမသာဖြင့်အလုတ်လောက်ရသည်မှာအစင်မပြေလှပါအစားတော့လည်းမစားခြင်းမှာခေါင်းမှာတစစ်စစ်ကြိုက်ခဲနေပါသည်ဤချိန်တွင်အတောင်းနာဆုံးအရာမှာတမယာရည်ဖြစ်ဖြစ်လိမ္မော်ရည်ဖြစ်ဖြစ်ဖြစ်ပါသည်သို့တော်တောထဲတောင်ထဲတွင်ဘယ်ကရပါပြီမိုးဆိုးကြော်ထွားတောထဲကပြန်လာပြီးဆရာအရက်နာကြနေပြီတင်တယ်ဒီနေ့ကျွန်တော်မက်လင်ချင်းသီးနဲ့ကြောင်ကချင်းကိုချင်းရင်ဟင်းချက်ထားတယ်ဟင်းရပူပူလေးတောက်ကြည့်ပါလားဆရာလမ်းဆန်းသွားအောင်ပေါ့အေးကောင်းတယ်ကွာစိတ်ထဲမှာလည်းအချင်းတောင်းတနေတာနဲ့တော့အတော်ပဲမဲလင်ချင်းသည်ချင်းဟင်းအားတောက်ကြည့်ရာကရွင်းတွေ့သည်ဖြင့်တပကံကုံအောင်တောက်လိုက်ပါသည်မကြမီခေါင်းကိုက်ပြောက်သွားပြီးကြည်လင်လန်းဆန်းလာပါသည်ဆရာဘလို့လဲတက်တာသွားပြီမဟုတ်လားမဲလင်ချင်းသည်ကအသေးကိုအားကောင်းစေတယ်ဆရာရဲ့သွေးလက်ပတ်မှုကိုလည်းမှန်ကန်စေတယ်အစာကြေပြီးတော့ဝင်းပြော့စေတယ်ဆရာညနေကျရင်တောချက်တစ်ကောင်လောက်ရရင်ကောင်းမယ်ဗျာတောချက်ယူစိတ်ဖူးခတ်ပြီးတော့ဟင်းရချက်ပြီးမယ်ဆရာအေးကောင်းတာပေါ့ကွာကရွင်းလည်းကောင်းသွားတာပေါ့ညနေဆောက်၍မုတ်ဆိုးကြော်ထွားတောထဲကပြန်လာတကယ်ပင်တောချက်တစ်ကောင်ရရှိလာသဖြင့်ညင့်စာထမင်းစား၍မိန်သွားပါသည်ညအိတ်ခါနီးတွင်ကျွန်တော်အားကြော်ထွားကတကိုယ်လုံးနှိမ့်နေပေးပါသည်အကျော်နားလက်သူဖြစ်သည်ဖြင့်လူမာပေါ့ပါပြီးနေထိုင်၍ကောင်းသွားပါသည်ကြော်ထွားကလူတွေအသက်ရှင်ကျန်းမာဖို့ကံစိတ်ဥရုအာဟာရဆိုတာလိုအပ်တယ်ဆရာရဲ့အစာလဲဆေးလဲအစာဆိုသလိုနေထိုင်မကောင်းဖြစ်ရင်ဓာတ်စာဆိုတာလိုတယ်အာဟာရကိုစားသုံးတဲ့နေရာမှာလဲတန်ဆေးလွန်ပေးဆိုတာရှိသေးတယ်စားတိုင်းအာဟာရဖြစ်တယ်မစားတိုင်းတော့ဘေးဖြစ်တာပေါ့ဒီလိုအေးတဲ့ဒေသမှာအရက်ကိုတင့်တယ်လို့တောက်တာကောင်းပါတယ်ဆရာရဲ့သွေးသားလက်ပတ်မှုမှန်စီတာပေါ့ညာရင်တော့လူကိုထိခိုက်စေတယ်ဗျအေးမင်းပြောတာမှန်ပါတယ်ကွာငါလည်းအရင်ကများများတောက်တဲ့သူမဟုတ်ပါဘူးနေတိုင်းလည်းမတောက်ဘူးညကတော့နည်းနည်းလွန်သွားတယ်ကွာအေးနောက်ဆိုရင်တော့ဆင်ကျင်မှဖြစ်တော့မယ်ဟေးကဲအချိန်လဲစောပါသေးတယ်ကွာမင်းအတွေ့အကြုံနဲ့ကြားဘူးနားဝပုံပြင်ဇလန်းလေးတွေပါလေးတွေဟောပြောပြစမ်းပါဦးကွာဒီလိုဆိုလဲကျွန်တော်ပြောပြပါမယ်ဆရာရဲ့ကျွန်တော်တို့နယ်ခန်းဒီဘက်ကဇလန်းလေးတစ်ပုဒ်ကျွန်တော်ပြောပြမယ်လေကျွန်တော်ကိုရီတော့မဟုတ်ပါဘူးဆရာရဲ့အဖေပြောပြလို့သိရတာပါအဖေတငယ်ချင်းဆင်ဦးစီလင်မယားရဲ့ဇလန်းလေးပါမယုံရင်တော့ပုံမြင်လို့ပဲမှတ်လိုက်ဖို့ဆရာရဲ့ခန်းဒီနဲ့လုံခင်းကြားမှာဂျိုးပင်ရွာဆိုတာရှိတယ်ဆရာအဲ့ဒီရွာမှာဆင်ဦးစီဦးစိန်ကိုနဲ့သူ့မိမဒေါ်ညက်တေးတို့နေထိုင်ကြပါတယ်သူတို့မှာဆွဲစုံတစ်ဆွဲစင်ကြီးငတိုးဆိုတာရှိတယ်အလွန်လိမ္မာပြီးတော့သခင်ကိုအလွန်ချစ်တယ်မညက်တေးကရွာလက်တယ်ဆရာကြီးဝင်းဆွဲလို့လည်းခေါ်တာပေါ့ဗျာလက်တယ်မျိုးရိုးဖြစ်ပြီးတော့ရွာကအားထားတဲ့သူတယောက်ပေါ့ဗျာသူတို့ရွာကရွာထဲရှိရွာကြီးဗျရွာတော်မဲနဲ့မြောက်ပိုင်းကိုဂျိုးပင်ချောင်းကချားထားတယ်တေဝါရီကလည်းပေါ်တော့ချောင်းကူတရားကိုပြင်းကရုတင်နဲ့အခိုင်မာဆောက်ထားတာနွားလဲတွေကျွဲလဲတွေအပြင်ဆင်းအောင်ဖြတ်ကူလို့ရတယ်ဆရာကြီးရွာတော်မဲမှာဖုံးချောင်းတစ်ချောင်းရှိတယ်အဲ့ဒီကဆရာတော်ကြီးကဖုံးကြီးပြီးတော့ရက်ရွာပေါ်မှာလည်းဩဇာညောင်းတယ်အကြီးကလည်းရွာတော်မဲမှာနေတာပါဆရာတော်ရဲ့တပည့်အရင်ဖြစ်ပြီးတော့ရွာကိုစီကံတကြအုပ်ချုပ်နိုင်တယ်
ဩဇာညောင်းတယ်ဒါကြောင့်ဂျိုးပင်ရွာဟာနှစ်ပိုင်းကွဲနေပြီမဲ့လို့စီယုံညီညွတ်မှုရှိကြတယ်တနေ့မှာပေါ့စင်ဦးစီးဥစဉ်ခိုဟာသူ့စင်ငတိုးနဲ့အတူရိုးမာတွေကတစ်ဝိုင်းမှာသွားအလုပ်လုပ်နေတော့ညနေဆောင်တော့မိုးတအားရွာတဲ့အိမ်မပြန်တော့ပဲတောတွေကဆင်ဝဲမှာညအိပ်ရတယ်လုပ်ငန်းသဘောအရဆင်ဝဲမှာညအိပ်ရတာအဆန်းတော့မဟုတ်ပါဘူးတခါတလေတစ်ပတ်တန်ဒီနှစ်ပတ်တန်ဒီအထိတောင်ညအိပ်ရတတ်ပါတယ်အဲ့ဒီအချိန်မှာဒေါ်ညက်တေးကတော့အိမ်မှာတယောက်တည်းပေါ့အသက်40ကျော်လာကြပြီမဲ့ကလေးမရကြပါဘူးစင်ကြီးကတိုးကိုပဲသားအမှန်နဲ့ချစ်ကြသလိုကတိုးကလည်းဥစိန်ခိုးနဲ့ဒေါ်ညက်တေးကိုအလွန်ချစ်ရှာတယ်အိမ်ပြန်လာလို့ဒေါ်ညက်တေးကိုမတွေ့ရင်ငတိုးကတဝူးနဲ့အတန်ကုန်អော်တော့တာပဲညဘက်ရောက်တော့မိုးအေးတာနဲ့ဒေါ်ညက်တေးလည်းစောစောညသာစားပြီးဖျားဝှက်ပြုလို့အိပ်ရဝင်တာပေါ့အဲ့ဒီလိုနဲ့အိပ်ပျော်နေတော့မှညတကောင်လောက်လဲရောက်ကိုမိုးဆဲသွားပြီးတော့အိမ်ရှိကလဲတန်ကြားတယ်လေပြီးတော့ခေါ်တဲ့အတန်တွေကြောင့်ဒေါ်ညက်တေးကအိပ်ရနိုးလာတယ်အရင်ညက်တေးခေါ်တဲ့နေကြားတာနဲ့ဒေါ်ညက်တေးလည်းအိပ်ရထပြီးတော့မိွက်ထွန်းလိုက်တယ်တကားဖွင့်လိုက်တယ်ဟဲ့ဘသူတွေတော့ညတကောင်ကြီးမှာကျွန်တော်တို့ပါဗျာရွာမြောက်ပိုင်းကထွန်းတာပါကျွန်တော်မိမမီးမပွားနိုင်လို့အကြီးကိုလာပင့်တာအကြီးရဲ့အမြန်လုပ်ပေးပါဦးအေးခဏဆောင်ငါပြင်လိုက်အောင်မယ်ထုံးစံအတိုင်းပဲလက်တယ်ဆိုတာအချိန်မရှိအချိန်ရှိလာပင့်ရင်လည်းလိုက်ရတာကိုနောက်တစ်ခုကကလေးမွေးတယ်ဆိုတာလူအသက်နှစ်ချောင်းကိုကယ်တင်ရတဲ့အလုပ်မှုဖျားတရားကိုင်းဆိုင်တဲ့ဥစိန်ခိုကလည်းအားပေးတယ်ဥစိန်ခိုရှိရင်လည်းဒေါ်ညက်တေးအဖော်ရအောင်ဂျပန်ရဘယ်တနကြီးပခုံးပေါ်တင်ပြီးလိုက်ပို့တတ်တယ်ဒီညတော့ဥစိန်ခိုမရှိတာနဲ့ဒေါ်ညက်တေးတယောက်တည်းလာပင့်နဲ့လှဲ့နဲ့ပါသွားတာပေါ့ရွာလေးကချောင်းကူတရရောက်တော့ကြက်သိန်းတွေထလာတာနဲ့ဝစ်လာတဲ့အတွေးတဲ့အင်ကြီးလေးကိုကျဲသီးတက်ပြီးလဲဘဝလူပြီးကိုကြည့်လိုက်တယ်လဲမောင်သမားကတော့ခမောက်ကြီးဆောင်းထားပြီးဖြင်းအင်ကြီးလက်တို့လေးဝစ်လို့လာပင့်တဲ့သူကတော့ကိုအင်ကြီးအရှိကြီးဝစ်ထားပြီးတကလက်အိုးထုတ်ဆောင်းထားတယ်ညဘက်ဆိုတော့မျက်နှာလေးလည်းတဲတဲကိုကိုမမြင်ရပါဘူးဒေါ်ညက်တေးလည်းဘာမှမသိကြောက်စိတ်ဝင်လာတာနဲ့စကားပြောကြည့်တယ်မင်းမိမဘိုက်နာနေတာတော့ကြပြီလားကွစောစောကဘာဖြစ်လို့လာမခေါ်တာတော့ဟုတ်တယ်အကြီးရေညာဦးကလေးကနားနေတာအကြီးကိုလာပေးမှုဥစားမိုးကလည်းကောင်းနေတာနဲ့စောင့်နေရတာပါအရင်ကလည်းခလေးမွေးဘူးထားတော့အိမ်ကြီးချင်းမိန်းမတွေနဲ့ပဲကိစ္စပြီးမယ်ထင်းနေတာအချိန်ကြာလာလို့မမွေးနိုင်တော့မှပဲလာပင်းရတယ်ဆိုပါတော့ဗျာမင်းတို့တဲပေါ့ဆကြတဲ့ကိုခလေးမွေးတယ်ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်ဘူးကွယောက်ျားဖောင်စီမိန်းမမီးနေဆိုတာအသက်အန္တရာယ်ရှိတယ်ကဲလဲကိုမြင်မောင်းညင်းတဲ့တကောင်မိုးအုံနေတဲ့ညမှုဘယ်ရောက်နေမှန်းလည်းမသိနိုင်ပါဘူးလဲကအတော်ကြာမောင်းနေရတာပဲသိတယ်ဟဲ့မရောက်သေးဘူးလားကွရွာစုံအောင်ကြော်တော့မယ်ရောက်ပါပြီအကြီးစိတ်လောနေလို့ပါရှေ့ကမီးလင်းနေတဲ့ခြံဝင်းမှာဗျခြံထဲကိုလှဲမောင်းသွင်းပြီးလှဲပေါ်ကဆင်းမဲ့လို့တော့ဒေါ်ညက်တေးဇဝေဇဝါဖြစ်နေတယ်မီးထိန်နေလင်းနေတဲ့နှစ်ထပ်အင်ကြီးကိုကြည့်ပြီးရွာမြောက်ပိုင်းမှာဒီလိုနှစ်ထပ်အင်ကြီးမျိုးကိုအရင်ကမမြင်ဘူးခဲ့လို့ပါအကြီးဆင်းလေရောက်ပါပြီအပေါ်တက်ကိုကြွပါခင်ဗျအဲ့ဒါနဲ့လဲပေါ်ကဆင်းစေးအကိုယူလာခေါ်တဲ့သူတွေနဲ့နှစ်ထပ်အင်ကြီးရဲ့အပေါ်တက်ကိုတက်ခဲ့ကြတယ်အပေါ်တက်မှာအောက်လင်းတံမီးကြီးကိုထိန်ထွန်းထားပြီးအိမ်လေကမ်းမှာတော့မွေးလူနာတူဦးကိုမိန်းကလေး9ဦးကဝိုင်းဝန်းပြုစုနေကြတယ်ကလေးမွေးမဲ့မိန်းမကလည်းတအင်းအင်းနဲ့အောနေတာညမ်းနေတာပါပဲဒေါ်ညက်တေးလည်းလူနာကိုအမြန်စစ်စစ်ကြည့်တော့ရေမွာမပေါက်လို့မွေးရခက်နေတာကိုသိရတာနဲ့ရေမွာဖောက်ပြီးလိုက်တယ်လေအဲ့ဒီမှာရင်ဥဝဲနဲ့အော်ပြီးကလေးမွေးတော့တာပါပဲကလေးကယောက်ျားလေးဖြူဖိုးဖွေးနဲ့သေးသေးလေးပါဗျာဟဲ့ကလေးကလာအောင်စီးရလားကွ9လပဲရှိသေးတယ်အကြီးစောမွေးတာတော်သေးတာပေါ့ဟဲ့ငါအချိန်မီရောက်လို့နောက်ကြရင်ကလေးရောလူကြီးပါဒုက္ခရောက်နေတယ်အဲ့ဒီခါတွင်မွေးလူနာမျိုးသမီးကကျေးဇူးတင်ပါတယ်အကြီးရဲ့ကျမတို့သားမီးကိုကဲတင်တာထိုက်တဲ့နံကျေးဇူးဆက်ပါမယ်ဒေါ်ညက်တေးကကလေးကိုတန့်စင်တုတ်တင်ပေးပြီးအနိနဲ့ပတ်လို့မိခင်ရင်ဝင်ထဲထည့်ထားပေးတယ်မိခင်ကိုလည်းအသင့်ပါလာတဲ့စမုံနဲ့ထုတ်ကိုရှူခိုင်းပြီးအနားယူခိုင်းထားတယ်ယောက်ျားလို့သူကကျေးဇူးတင်လို့ခြေမကိုင်းပြီးလက်မကိုင်းပြီးဖြစ်နေပြီးဒေါ်ညက်တေးကိုပြောတယ်အကြီးရေတကောင်လဲကြော်ပြီးဆိုတော့အကြီးလဲညသာစားပြီးတော့ပါပြီဒါပေမဲ့ဧည့်သည်တွေရှိနေတာကြောင့်ကျွန်တော်တို့ထမင်းနေဟင်းနေအရန်နဲ့ချက်ထားတယ်အကြီးလဲပေမန်းပြီးဗိုက်စာရောပေါ့ညင်လေစာလေးစားလိုက်ပါဦးဗျာအမဲသားနှက်နဲ့ဝက်သားစီပြန်လေကားလေးအိုးကန်ဟင်းနဲ့စားလို့မိန်ပါပါဗျအသင့်ပြင်ထားပြီးပါပြီသုံးဆောင်လိုက်ပါဦးဒေါ်ညက်တေးလဲညင်းမယ်လို့စိတ်ကူးလိုက်ပေမဲ့ပေမန်းပြီးစားလောင်နေတာရဲ့သူကြိုက်တဲ့အမဲသားနှက်နဲ့ဝက်သားစီပြန်ဟင်းမှာပါတာကြောင့်အလိုက်သိမ့်ဝင်ထိုင်ပြီးစားလိုက်ပါတယ်
လက်ရာကတော်တော်ကောင်းပြီးအဆက်တဲ့တာကြောင့်ညလေစာဆိုပေမဲ့ထမင်းနံပါတ်ကန်ကုံအောင်စားလိုက်နိုင်ပါတယ်ထမင်းစားပြီးတော့လဲအချိုပွဲအဖြစ်ထညက်နဲ့မုတ်ပဲတီစာတွေချပေးပြန်တယ်မုံတွေကရွာလက်ရမုံတွေမဟုတ်ဘူးအတော်ထူးဆန်းတယ်ဘောညာတီးလဲစားရင်တောက်ရင်နဲ့ယောက်ျားလှုပ်တဲ့သူရဲ့မျက်နှာကိုပြီးအောင်မှကြည့်မိတယ်တနာကမနဲ့အသက်30လောက်ပဲရှိပါသေးတယ်မြင်မှုတလူလူရှိပေနဲ့လို့မမှတ်မိဘူးဖြစ်နေတယ်မိမတွေရဲ့မျက်နှာကိုကြည့်ပြီးပြန်တော့လဲမျက်နှာစိမ့်နေတရားမှတိတယ်ကျွမ်းတယ်လို့မပါဘူးနောက်ပြီးတော့ဒီအင်းကြီးရွာရဲ့မြောက်ပိုင်းဆိုမှဒီလိုအင်းကြီးမျိုးမရှိတော့ तू ကမှတ်မိနေတယ်အဲ့ဒီအချိန်မှာယောက်ျားလို့သူကအကြီးစားပြီးနားပါအောင်အိမ်ဦးကမှအိပ်ရပြင်ထားတယ်မိုးလင်းတော့မှမို့လို့တရေလောက်တော့အိပ်လိုက်ပါအောင်မနေ့ကျရင်ကျွန်တော်လှဲနဲ့ပြန်ပို့ပေးပါမယ်လက်သေးကောက်ကိုလည်းကျွန်တော်ထိုက်တဲ့နဲ့ကြော့ပါလေဗျာဆိုပြီးတော့ဝေးဆက်ကူတီကိုအထက်လိုက်အပုံလိုက်အိတ်တလုံးနဲ့မှထည့်ပြီးကြော့တယ်ဗျတော်ညာတေးလဲအိပ်ရဝင်ဖို့အလုံးမှာဖျားဝတ်ပြုတ်တတ်တဲ့အကျင့်တိုင်းဖျားရှိခိုးမယ်လို့တော့ဖျားစဉ်ကိုမမြင်ရဘူးဗျဘယ်လိုလူတွေပါလဲလို့တွေးရင်းနဲ့ဖျားရှင်ကိုစိတ်ထဲကပဲရည်မှန်းပြီးဂုံတော်ကိုးပါးကိုရွတ်ဖတ်ပူဇော်ကြော့လိုက်တယ်ပေါ့ဗျာပြီးတော့ဝေနေရတတ္တဝါတွေကိုရည်မှန်းပြီးမြစ်တာပို့လိုက်တယ်ပေမှန်းပြီးတော့ဗိုက်ပြေနေတာကြောင့်ခဏလေးနဲ့အိပ်ပျော်သွားတယ်ပေါ့မနေ့မိုးလင်းစားမှာစင်ဦးစီဥစိန်ခိုကသူ့စင်ရင်ကတိုးနဲ့အတူစင်ဝိုင်းကနေရွာကိုပြန်လာတယ်လေရွာထိတ်နတ်စင်ရှိအရောက်မှာတော့စင်ရင်ကတိုးဟာတောက်ဝင်နေရက်ပြီးတော့တူဦးနဲ့អော်ပြီးရွာလေလန်းကိုစွတ်ပြေးတော့တာပဲစင်ဦးစီဥစိန်ခိုကလည်းစုပ်တက်ပြီးတော့ရက်ခိုင်းတော့သူတို့အိမ်ရှိရောက်မှရက်တယ်တခါတူဦးနဲ့អော်ပြန်ပြီးတော့ရောင်မြောက်ပိုင်းကိုပြေးတာဗျာချောင်းကူးတရားကိုကြော်တဲ့အထိဆက်ပြေးတာပဲဦးစိန်ကိုကငတိုးရုတ်တရက်မှုန်ထလာပြီးအထင်းနဲ့ချွန်းနဲ့အုပ်ဖို့ရွယ်လိုက်တော့ငတိုးကလူလိုတိတ်တလူနဲ့ဦးလို့អော်ပြီးတော့ခေါင်းရမ်းပြတယ်ဦးစိန်ကိုလည်းငတိုးအကြောင်းတူးရှိလို့ဖြစ်မယ်ဆိုတာနားလည်လိုက်တာနဲ့အသာလိုက်သွားတာငတိုးဟာရွာမြောက်ပိုင်းအစွန်လဲရောက်သွားရောအပြေးရက်လိုက်ပြီးတော့ခြီလန်းမှန်နဲ့တင်းချိုင်းကုန်းသားကချက်ကုန်းစီကိုရှောက်သွားတယ်ဗျချက်ကုန်းလဲကကုတ်ကိုပင်ကြီးအောက်ချားတော်မူကြီးနားလဲရောက်ရောဦးနဲ့អော်ပြန်ပြီးတော့တခင်ဆင်းနိုင်အောင်ဒူးတော့ပြီးထိုင်ပေးလိုက်တယ်။ဦးဇန်နာနဲ့ဦးစိန်ကိုလည်းဆင်မောကဆင်းပြီးပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်တော့ချာတောင်မူကြီးအကွယ်မှာကွေးကွေးလေးအိပ်ပျော်နေချတဲ့သူ့မိန်းမဒေါ်ညက်သေးကိုတအံ့တော်မြင်လိုက်ရတော့တာပဲဖြိုး။ဒါနဲ့ပဲဦးစိန်ကိုကမိညာတေးလို့អော်ခေါ်ပြီးတော့လှုပ်နိုးလိုက်တော့မှဒေါ်ညက်သေးအိပ်ရာနိုးလာတယ်။ပတ်ဝန်းကျင်ကိုပြူးပြဲတဲ့ကြည့်လိုက်တော့သူ့ယောက်ျားဦးစိန်ကိုနဲ့ဆင်ရင်ကတိုးကိုလည်းမြင်ရောတအားကိုအံ့ဩသွားတော့တာပေါ့ပြီးတော့သူ့အနီးနားမှာလိုက်ဆန်းလိုက်ပြီးတော့သူ့ဆေးရင်နဲ့ကြော့တဲ့ငွေထည့်ထားတဲ့အိတ်ကလေးကိုရှာတယ်ဗျတွေ့လဲတွေ့ရောတခါတည်းဖြီကြည့်လိုက်တာအထဲမှာပိုက်ဆံတွေမဟုတ်တော့ဘဲနဲ့တိတ်ရွက်တွေအထက်လိုက်ထွက်လာတော့တာပဲဗျို့ဦးစိန်ခိုးလဲမယိုးတဲ့အခြေအနေကိုရိပ်ပြီးတော့မိညက်တွေနေဘလို့ဖြစ်နေတာလဲဟမ်အဲ့ဆရာနေရာရှားလို့ဒီကြက်ကုန်းမှာလာအိတ်ရသလားဘာမှမဖြစ်လို့တော်သေးတယ်ထအင်ပြန်ကြမယ်ဒါကြောင့်ငါသားကြီးငတိုးထူးခြားနေတယ်မှတ်တာကံကောင်းလို့ပေါ့ကွာဒီအချိန်မှာဒေါ်ညက်တေးလဲကြောက်လန့်ပြီးငိုတော့တာပဲပြီးတော့ဦးစိန်ခိုးကိုညကအဖြစ်ပြက်ပြီးရှင်းပြဦးစိန်ခိုးလဲဒေါသဖြစ်ပြီးပါလာတဲ့ဂျပန်ရိုက်ဖယ်တနတ်နဲ့တောင်ဖို့ခေါင်းထဲကိုပြစ်ထဲမယ်လို့တော့ဒေါ်ညက်တေးကတားရှာတယ်လောက်ပါနဲ့ကိုစိန်ခိုးရဲ့သူ့ခမသွေးနုသားနုနဲ့ဒုက္ခရောက်ကုန်ပါဦးမယ်မလောက်ပါနဲ့ရှင်ဦးစိန်ခိုးလဲတိတရားရပြီးတော့သူတို့လောကသားတွေဒုက္ခရောက်လို့အကူကြီးတောင်းတာနေမှာပါလို့စိတ်ကိုလျှော့ပြီးပြီးခံလိုက်တယ်။ဒေါ်ညက်တေးကိုအိမ်ပြန်ခေါ်လာပြီးဖျားကြော့ခိုင်းတယ်ပြီးတော့ဂုံတော်ကိုးပါးကိုရွတ်ခိုင်းပြီးရေမန်းတိုက်တယ်တကိုယ်လုံးလဲရေမန်းနဲ့တောက်ပြီးတယ်လေ။မိညက်တေးနောက်ဆိုငါမရှိရင်အချိန်ခါမဟုတ်မလိုက်နဲ့။ဒါလည်းမဖြစ်သေးပါဘူးကွယ်။တကယ်ဖြစ်နေရင်မွေးတဲ့လူနာနဲ့ကလေးဒုက္ခရောက်နေရှာအောင်မယ်။ဖျားဂုံတော်ကိုးပါးရွတ်ပြီးလိုက်သွားပြီးတော့ဟဲ့လို့ပြောလိုက်တော့တဲ့ကြော်ထွားကြီးမင်းဇလန်ကတကယ်ပဲဂမ်ဘီယာဆန်တယ်ကွာလူလက်တွေကကြက်ကိုဝင်ဆောင်ကိုခလေးမိုးပေးရတယ်ဆိုတော့အတော့ကိုထူးဆန်းတာပဲနောက်ပြီးအိယာဝင်ကန်ဒီမှာဖျားကုံတော်ကိုးပါးကိုပူဇော်လို့ဒေါ်ညက်တေးတယောက်အသက်အန္တရာယ်မရှိတာရဲ့နောက်ပြီးတော့ဆင်ကြီးကတိုးကရွာထိတ်နတ်ဆင်ရှိရောက်ခါမှမုံယိုသလိုတူးအော်ပြီးပြေးတယ်ဆိုတာလေထူးဆန်းတယ်ကွာရွာဆောင်နက်ကများငတိုးကိုအတီးပေးလိုက်လို့လားစဉ်းစားစရာဖြစ်နေတယ်တလိษံတကောင်ဟာသူ့တခင်မအိမ်မှာမရှိတာကိုသိပြီးတော့ကြက်ကုန်းမှာသူ့တခင်မအိပ်ပျော်နေတာကိုတန်းတန်းမတ်သွားနေတာလေအံ့ဩစရာပဲကွာစင်ကြီးငတိုးသာလူလိုပြောနိုင်မယ်ဆိုရင်တော့အကျိုးကြောင့်အစုံလေးကို
အသေးချာသိရမယ်ထင်ပါရဲ့ကွာအခုတင်ဆက်သွားတာကတော့စာရေးဆရာထောင်မှုကြီးတိမ်ဝင်ရေးသားတဲ့စင်ကြီးကတိုးဘလို့သိပါလိမ့်ဆိုတဲ့ဝတ္ထုလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Wildlife and Story YouTube Channel အားဆိုရင်မုတ်ဆိုးတန်ဃာတို့ရဲ့အကြောင်းအရာဖြစ်ပျက်များဝတ္ထုများနဲ့တောတွင်းတွေတောရိုင်းတလိမ့်ဆန်တို့ရဲ့အလေအထအမူအကျင့်ဖြစ်ပျက်များကိုတင်ဆက်နေတဲ့ channel ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Wildlife and Story YouTube Channel ရဲ့တင်ဆက်မှုတွေကိုသဘောကျနှိမ့်ချိုက်တယ်ဆိုရင်ဖြင့် like and subscribe ပြုလုပ်ပေးဖို့အထူးမြတ်တာရက်ခံအပ်ပါတယ်ယခုလိုနာတော်တာဆင်တော်မူကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှပြချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ